ထမဗီဒီယိုတစ်ပုဒ်တော့ဘာတွေပြောခဲ့လဲဆိုတော့ဂျပန်မှာရှိရဲ့ဂျပန်စာပုံစံ၄မျိုးပေါ့နော်ရေးပုံရင်း၄မျိုးကိုပြောခဲ့တယ်နံပါတ်1ကရိုမာကြီးနံပါတ်2ကဟီရာဂါနာနံပါတ်3ကဆိုကာတာခါနာနံပါတ်4ကဆိုခန်းကြီးဆိုပြီးဂျပန်မှာရေးပုံရင်း၄မျိုးရှိရဲ့ဂျပန်စာရေးတဲ့နေရာမှာပုံစံ၄မျိုးရှိရဲ့ဆိုပြီးပြောခဲ့တယ်ဟုတ်ပြီခုအဲ့ဒီပုံစံ၄မျိုးတွေကမှာ2မျိုးကိုသင်မယ်ပေါ့နော်2မျိုးကိုတွဲသင်မယ်တစ်မျိုးကကြတော့ရိုမာကြီးနောက်တစ်မျိုးကဆိုလို့ရှိရင်ကကြတော့ဟီရာဂါနာနဲ့ရိုမာကြီးကိုတွဲသင်မယ်မနေ့အဲ့ဒီနေရာပြောခဲ့တယ်ပထမဗီဒီယိုတော့ရိုမာကြီးဆိုတာပဲနေရာမှာသုံးတာလေတိုင်ပင်ရိုက်တဲ့နေရာမှာသုံးတယ်ဟာဆိုလို့ရှိရင်ဟီရာဂနာကပါလေဟီရာဂနာဆိုတာဂျပန်စာစစ်လို့ပြောတယ်ခုနေ့အဲ့ဒီနှလုံးကိုတွဲသင်ပါမယ်ဟုတ်ပြီနံပါတ်1ဂျပန်မှာခုနေ့တရာ5လုံးကိုသင်မယ်ပေါ့နော်ဂျပန်မှာတရာ5လုံးအဲ့တရာ5လုံးဂျပန်လိုရေးပြမယ်ဟုတ်ပြီနံပါတ်1ကA လို့မြင်လိုက်တဲ့နဲ့တို့က A လို့မထွက်တော့ဘူးဘယ်လိုထွက်ရမလဲဆိုဂျပန်လိုဆိုလို့ရှိရင်အလို့ထွက်ရမယ်အလို့ထွက်မယ်အဲ့ဒီအကိုတို့ကဂျပန်လိုဘယ်လိုရေးမလဲဆိုလို့ရှိရင်ရေးပြမယ်တစ်ချက်နှစ်ချက်သုံးချက်ဟုတ်ပြီပြန်ရေးပြမယ်တစ်ချက်နှစ်ချက်သုံးချက်ဟုတ်ပြီဆိုလို့ရှိရင်တို့ကဒါကိုလို့ခေါ်တယ်ပြန်ရေးပြပါမယ်ကွေးလေးလာမယ်အရင်လည်းမကွေးဘူးအရင်လည်းမဖြောင်းဘူးပေါ့နော်ဖြည်းလေးဟုတ်ပြီတစ်ချက်နှစ်ချက်သုံးချက်ရစပြမယ်တစ်ချက်နှစ်ချက်နှစ်ချက်သုံးချက်ပါဟုတ်ပြီဒါကိုဘယ်လိုတွေမှားချင်လဲဆိုစရေးတဲ့ခါမှာဘယ်လိုတွေမှားတတ်လဲဆိုလို့ရှိရင်ဒီလိုမျိုးလို့ရှိရင်ဒီလိုမျိုးအဲ့မှာပဲနေရာမှာလဲဆိုဒီနှစ်ခုက balance မညီဘူး balance မညီလို့မရပါဘူးလို့ခလဲကောင်တက်တယ်ဖြစ်နေရပါမယ်ပြီးလို့ရှိရင်ဒီကအဆက်ကဒီဘက်ကိုထွက်ပေးရမယ်ဒီလိုထွက်ပေးရမယ်ပြီးလို့ရှိရင်ဒီအောက်ကဟာလေးကလည်းအောက်ကိုထွက်ပေးရမယ်ဒါမှတို့ကရမယ်ပေါ့နော်ဟုတ်ပြီပြီးလို့ရှိရင်ကကျတော့ဘာသွားမလဲဆိုလို့ရှိရင် e ဆိုတဲ့ဟာကိုသွားမယ်ပြီးတော့ e ဟုတ်ပြီ e ကိုတို့ဘယ်လိုရေးမလဲ e ကိုဘယ်လိုရေးလဲဆိုလို့ရှိရင်ရိုမာကြီးနဲ့တုန်းက e ကိုဒီလိုရေးရလို့ပြောတယ် i တွေ့လို့ရှိရင်တို့က i လို့မထွက်တော့ဘဲနဲ့ဘယ်လိုထွက်မလဲဆိုလို့ရှိရင် e လို့ထွက်မယ်အဲ့ဒါကိုဂျပန်လိုဘယ်လိုရေးမလဲဆိုလို့ရှိရင်ဘယ်လိုရေးလဲတစ်ချက်နှစ်ချက် e ဟုတ်ပြီပြပြမယ်တစ်ချက်နှစ်ချက် e တစ်ချက်နှစ်ချက် e ဟာဆိုလို့ရှိရင်ဒါမျိုးကိုဘယ်လိုတွေမှားနိုင်လဲဆိုလို့ရှိရင်စဆိုလိုက်တဲ့ခါဒီလိုမျိုးတွေလက်လွန်သွားတာမျိုးတွေမညီတာမျိုးတွေမရပါဘူးဒီလိုလေးဖြစ်နေရမယ်စောင်းစောင်းလေးဖြစ်နေရမယ်ဒီလိုတက်တယ်ညီလို့လည်းမရအောင်မြင်းချောင်းမှာရေးလိုက်တယ်ဒီလိုတက်တယ်ညီွားလို့လည်းမရတယ်လို့ဒီဘက်ဘေးရဲ့ဟာကြီးကဒီလိုရှည်သွားလို့လည်းမရပါဘူးဒီလိုလေးစောင်းစောင်းလေးဖြစ်နေရပါမယ်အဲ့တော့ပြန်ဆွပြမယ်ဆိုလို့ရှိရင်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက် e ဟုတ်ပြီပြီးလို့ရှိရင်ဘယ်သွားမလဲဆိုလို့ရှိရင်ဥဟုတ်ပြီဥကိုဆိုလို့ရှိရင်တို့ကရိုမာကြီးနေရဘယ်လိုရေးလဲဆိုလို့ရှိရင် u ဆိုလို့ရှိရင်ရိုမာကြီးနဲ့ရေးထားတဲ့ဥတို့က u တွေ့ရင် u လုံးဖတ်တော့ပဲနဲ့ဥလို့ဖတ်မယ်ဒါကိုဂျပန်လိုဆိုဘယ်လိုရေးလဲဆိုလို့ရှိရင်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်ဥဆိုပြီးတော့ဆွဲရပါတော့ဟုတ်ပြီဒါဥဒီဥကိုဘယ်လိုမျိုးတွေအရေးမှားကြလဲဆိုရှေ့ဒါလေးကိုတစ်ကလေးနဲ့တူရဲလို့မှတ်ထားပြီးတော့လေတစ်ချက်နှစ်ချက်ဆိုလို့တက်တယ်ကြီးတစ်လိုမျိုးကြီးဆိုလို့ရှင်လည်းမရပါဘူးပြီးလို့ရှင်ဒါလေးကိုကော်ရှင်မကလေးနဲ့တူရဲဆိုမှတ်ထားပြီးတော့ဒါမျိုးကြီးဆိုလည်းမရပါဘူးသူ့ဟာလေးနဲ့သူဖြည်းဖြည်းကလေးသွားမယ်တစ်ချက်နှစ်ချက်ဥနော်နောက်တစ်မျိုးကဆိုလို့ရှိရင်ကကြတော့A ဆိုတာကိုတို့ကဘယ်လိုရေးမလဲဟုတ်ပြီရိုမာကြီးနဲ့ဆိုလို့ရှိရင် A ကိုကြတော့ဘယ်လိုရေးလဲဆိုလို့ရှိရင် E လေး E မြင်လို့ရှိရင်ဂျပန်လိုဘယ်လိုတန်ထွက်မလဲဆို A လိုတန်ထွက်မယ်ဒါပေမဲ့ဒါဂျပန်စကားလုံးဟုတ်လားမဟုတ်သေးဘူးအဲ့ဒါဂျပန်စကားလုံးပြောင်းတော့ဘယ်လိုရေးမလဲဆိုလို့ရှိရင်တစ်ချက်နှစ်ချက် A ဟုတ်ပြီပြန်ပြောပြမယ်တစ်ချက်နှစ်ချက် A ဟုတ်ပြီပြန်ဆွဲပြမယ်ဆိုလို့ရှိရင်တစ်ချက်နှစ်ချက် A တခြားပြန်ဆွဲပြမယ်ဆိုလို့ရှိရင်တစ်ချက်
နှစ်ချက် A ဒါဟုတ်အသေးစိတ်လေးချက်ပြန်ဆိုပြမှာမယ်ဟုတ်ပြီနောက်ကိုပြလိုက်တဲ့တစ်ချက်ဇက်ပုံစံမျိုးလေးလာတယ်ပြီးလို့ရှင်သူ့လမ်းကြောင်းအတိုင်းသူပြန်တက်သွားတယ်ပြီးရင်ဒီဘက်လိုလေးကိုဝင်သွားတယ်အဲ့ဒါကိုဘယ်လိုတွေမရေးပါနဲ့လဲဆိုဒီလိုမျိုးတွေမရေးပါနဲ့လုံလန်းပြန်ထွက်သွားတယ်စောင်းစောင်းနေမရေးပါနဲ့ဒီနှစ်ခုကဒီလိုတညီရဲဖြစ်နေရပါမယ်အောက်ကလို့တညီရဲဖြစ်နေမှရပါမယ်ဒါဆိုလို့ရှိရင်အဲကိုပြန်ရေးပြမယ်ဆိုလို့ရှိရင်တစ်ချက်နှစ်ချက်ဒီလိုတညီရဲဖြစ်နေရပါမယ်ဟုတ်ပြီ R E U A လေးလုံးဖြစ်သွားပြီ O နောက်ဆုံးစကားလုံးက O တရာငါးလုံးရှိရင်နောက်ဆုံးစကားလုံးက O O တို့ကဘယ်လိုရေးလဲဆိုတော့ O အော်လို့လည်းခေါ်တယ် O ရိုမာကြီးနဲ့ဆိုရင် O အော်လို့လည်းခေါ်တယ်ဟုတ်ပြီအဲ့ဒါကိုဂျပန်လိုဘယ်လိုရေးလဲဆိုလို့ရှိရင်တစ်ချက်နှစ်ချက်သုံးချက် Oအော်လို့ခေါ်လိုက်ရတယ် O လို့လည်းခေါ်တယ်အော်လို့လည်းခေါ်တယ်ပြန်ဆက်ပြမယ်ဆိုလို့ရှိရင်တစ်ချက်နှစ်ချက်သုံးချက်ဟုတ်ပြီအဲ့ဒါမျိုးဘယ်လိုမျိုးကြီးတွေမရေးပါနဲ့ဆိုလို့ရှိရင်ဒီ O ကြောင့်လို့အားတော့ကကြာဒီလိုကွက်လေးလာတယ်လို့ကွက်လေးလာတယ်ဒါအားတော့ပုံစံမျိုးပေါ့နော် O ကြတော့အကောင်လုံးကဘာလဲဆိုလို့ရှိရင်အကောင်လုံးကလို့တစ်ဖြောင်းနေသွားတယ်အလဲကောင်တက်တရားဆွဲမယ်လို့ရှိရင်သူ့လမ်းကြောင်းလေးနဲ့သူလိုလေးကွေးသွားတယ်ပြီးရင်တော့အချောင်းလေးပါတယ်အဲ့ဒါကိုစိတ်ရှိရဲ့ပုံစံနဲ့ဒီလိုမျိုးတွေမရပါအောင်သူ့အနေနဲ့သူဒီမှာဘေးလည်ရလဲညီးနေရမယ်အလဲကောင်တက်တက်ဖြစ်နေရမယ်အဲ့လိုမျိုးတွေဆွဲပေးရပါမယ်အဲ့ဒါဆိုလို့ရှိရင် O ပြန်ဆွဲရမယ်ဆိုလို့ရှိရင်တစ်ချက်နှစ်ချက်သုံးချက်ဟုတ်ပြီ R E U A O ဆိုလို့ရှိရင်ပြီးတော့ဂျပန်မှာရှိရဲ့တရငါးလုံးပြောပြီးသွားပါပြီဟုတ်ပြီပြန်ပြောပြပါမယ်ရှင်နံပါတ်1 R ပေါ့နော်တစ်ချက်နှစ်ချက်သုံးချက်ဟုတ်ပြီအားလို့ခေါ်တယ်အဲ့ဒီအားကိုတို့ကဘယ်လိုခွဲမလဲဆိုလို့ရှိရင်ဒီ A ဆိုတဲ့စကားလုံးလေးဒီ A ဆိုတဲ့စကားလုံးလေးကိုတို့ကတိုက်ပင်ရိုက်တဲ့နေရာမှာ A လို့ရေးလိုက်ပြီဆိုလို့ရှိရင်ဂျပန်ပေါင်းထည့်ပြီးသားဆိုလို့ရှိရင်ထွက်လာတဲ့စကားလုံးကဒီလိုလေးထွက်လာတယ်ဂျပန်လိုလေးတို့ကဂျပန်ဖောင်းကိုဒီဖုန်းထဲမှာထည့်ထားပြီဆိုလို့ရှိရင် A လို့နှိပ်လိုက်တာနဲ့ထွက်လာတဲ့စကားလုံးကဂျပန်ဖောင်းထည့်ထားတဲ့အတွက်ထွက်လာတဲ့စကားလုံးကဂျပန်စကားလုံးအားဆိုပြီးထွက်လာတယ်ဟုတ်ပြီအားအကြောင်းပြီးသွားပြီအားပြီးလို့ရှိရင်ကကြတော့ဗာလဲအားပြီးလို့ရှိရင် E အားပြီးလို့ရှိရင် E ဆိုလို့ရှိရင်ဗာလေးလဲလို့ပြောခဲ့လဲဆိုလို့ရှိရင် I လေးလို့ပြောခဲ့ဂျပန်စကားလုံးကဘယ်လိုလဲဆိုရင်တစ်ချက်နှစ်ချက် E ဟုတ်ပြီ E လဲဒီလိုပါပဲတို့ကအဲ့ဒီဖုန်းထဲမှာရှိရဲ့တိုက်ပင်ရိုက်တဲ့နေရာမှာ I ကိုထည့်လိုက်လို့ရှိရင်ထွက်လာမယ့်စကားလုံးက E ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်တို့ကပြောခါတယ်ဒီရိုမာကြီးတွေကဘယ်နေရာမှာသုံးတာလဲလို့ပြောရတယ်ဆိုလို့ရှိရင်တိုက်ပင်ရိုက်တဲ့နေရာမှာသုံးတယ်လို့ပြောခဲ့ပါတယ်ဟုတ်ပြီနောက်တစ်လုံးကဆိုလို့ရှိရင် R E U က U လို့ခေါ်တယ်ဟုတ်ပြီဘယ်လိုရေးမှာလဲတစ်ချက်နှစ်ချက်ဖြည်းဖြည်းလေးပေါ်ရတယ်ပေါ့နော်ဒါလေးလိုပါပဲတိုင်ပင်ရိုက်တဲ့နေရာမှာတို့ကဘာကိုသုံးလိုက်မလဲဆိုလို့ရှိရင် U ကိုထည့်လိုက်ပြီဆိုလို့ရှိရင်ထွက်လာတဲ့စကားလုံးက ဆိုပြီးထွက်လာ R E U ဟုတ်ပြီ R E U ပြီးလို့ရှိရင်ဘာလဲ R E U ပြီးလို့ရှိရင်ဘာလဲဆို R E U A ကိုဘယ်လိုရေးလဲဆိုလို့ရှိရင် ကို E ပုံစံလေးရေးတယ် E လေးပေါ့နော်ဟုတ်ပြီပြီးလို့ရှိရင်ကကြတော့တစ်ချက်သူလေးနဲ့ချောင်းလေးနဲ့သူပြန်တက်သွားတယ်ပြင်လိုလေးသွားလိုက်တယ်တညီလေးဖြစ်နေရမယ် R E U A ကဘယ်လိုဖြစ်နေရမလဲဆိုလို့ရှိရင်ဒီလိုတညီလေးဖြစ်နေရပါမယ် R E U A ဘယ်လိုရှင်ဘယ်သွားမှလဲ R E U A ဘယ်လိုရှင် O R E U A O ဘယ်လိုရေးမလဲဆိုလို့ရှိရင် O ကတော့အင်္ဂလိပ်လိုဆိုရင်တော့ O က O ပဲဂျပန်လိုဆိုလို့ရှိရင် O လို့လည်းခေါ်လို့ရတယ်အော်လို့လည်းခေါ်လို့ရတယ်ဘယ်လိုရေးမလဲဆိုဖြောင်းဖြောင်းလေးသွားမယ်တစ်ချက်နှစ်ချက်အလဲလောက်ဒီတော့ဖွားပါမယ်သုံးချက်ဒါနဲ့ဆိုသုံးချက်ပေါ့နော် R E U A O ပြင်ပြရမယ်ဆိုလို့ရှိရင် R E O A O ဒါဆိုလို့ရှိရင်တို့ကဒီနေရာမှာR E O A O ဟုတ်ပြီအဲဆိုလို့ရှိရင်ဒီနေ့ပြောခဲ့တာတွေကဆယ်မရှိရဲ့တရာငါးလုံးဖြစ်တဲ့ R E O A O ဆိုတာပြင်ပြောခဲ့တာပါအဲဆိုလို့ရှိရင်အစင်းလိုက်ပြင်ရေးပြပါမယ်
အိုရရတိတ်မလားအကျကိုပြန်ရေးပြပါမယ်တစ်ချက်နှစ်ချက်အဲ့ဆိုလို့ရှိရင်ဒီနေ့ပြောခဲ့တာဒီမှာရှိရဲတရား၅လုံးဖြစ်တဲ့sorry O O ပြောမယ်O O ဒီမှာရှိရဲတရား၅လုံးမှာဒီနေ့ပြောခဲ့တာကO O နောက်နေ့မှာဆိုလို့နောက်နေ့တွေမှာလည်းကျွန်မရှိရဲနောက်ထပ်ဟိဒကနာအလုံးတွေကိုဆက်ပြီးတော့တည်ပြပါမယ်